မင်္ဂလာပါကျွန်တော်မိတ်ဆွေများအားလုံးကျွန်တော်ဒီနေ့ဒါပြင်းဦးလင်မြို့ပရိသာမြို့သစ်ရက်ကွက်ကြီး10မှာတည်ရှိတယ်ကျွန်တော်ခုရိုက်ပြနေတဲ့ grand မြေကွက်တွေနဲ့ကျွန်တော်မိတ်ဆွေတွေကျွန်တော်မိတ်ဆက်ပေးမှာဖြစ်ပါတယ်ဒါဒီမြေကွက်တွေအားဆိုရင်ပရိသာမြို့သစ်ရက်ကွက်ကြီး10လည်းဖြစ်တယ်လို့ကာယီကွင်းတို့ Ruby မတ်တို့နဲ့အနီးဆုံးမှာလည်းတည်ရှိတဲ့ grand မြေကွက်တွေဖြစ်ပါတယ်ခင်ဗျာမန္တလေးလာရှိုးလမ်းမကြီးနဲ့လာမယ်ဆိုရင်လည်းကျွန်တော်ဒါ2 မိနစ်အတွင်းလောက်မှာရောက်ရှိမဲ့ gram မြေကွက်တွေဖြစ်တယ်မလီလန်ရှိုးလမ်းမကြီးတွေလာမယ်ဆိုရင်ကျွန်တော်တို့ဒါ black gold စီဆိုင်ဘေးကနေဒါဝင်းလာရုံနဲ့ကျွန်တော်တို့ဒါရောက်ရှိမဲ့ gram မြေကွက်တွေဖြစ်ပါတယ်ခင်ဗျာ gram မြေကွက်တွေရာဆိုရင်ကျွန်တော်တို့ဒါ12ကွက်တွဲရှိတဲ့တဲကနေကျွန်တော်မိတ်ဆွေတွေအားလုံးဒါ2ကွက်တွဲပဲလိုချင်3ကွက်တွဲပဲလိုချင်ကျွန်တော်တို့ဒါလိုချင်တဲ့လောက်ကိုရောင်းချပေးမဲ့ gram မြေကွက်တွေဖြစ်ပါတယ်ခင်ဗျာgram မြေကွက်တရားဆိုရင်ကျွန်တော်တို့ဒါ60 40ကိုကျွန်တော်တို့ဒါညင်းနေရတဲ့စပူဒီပါလမ်းမကြီးပေါ်ကိုမေးတင်တဲ့60 40မြေကွက်တစ်ခွက်ကိုကျွန်တော်တို့ဒါကျပ်သိန်း4550ညှိနှိုင်းနဲ့ရောင်းချပေးမှဖြစ်တယ်လို့ဒါ60 80နှစ်ကွက်တွဲလိုချင်တယ်ဆိုရင်တော့ကျွန်တော်မိတ်ဆွေတွေကိုကျွန်တော်တို့ဒါကျပ်သိန်း8800ညှိနှိုင်းနဲ့ဒါရောင်းချပေးမဲ့မြေကွက်တွေဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ယခုလိုမျိုးကျွန်တော်မိတ်ဆွေတွေအနေနဲ့ gram မြေလဲလိုချင်တယ်မြေကွက်ကျဲလဲလိုချင်တယ်ဆိုတော့ကျွန်တော်မိတ်ဆွေတွေအတွက်ကိုကျွန်တော်ဒီနေ့ရောင်းချပေးသွားမှာဖြစ်ပါတယ်ဟုတ်ကဲ့စိတ်ဝင်စားလို့ဆက်သွယ်မယ်ဆိုရင်တော့ကျွန်တော်ရဲ့ဖုန်းနံပါတ်39 9865 9864ကိုဆက်သွယ်နိုင်တယ်လို့39 0505 2524ကိုလည်းဆက်သွယ်လို့ရပါတယ်ခင်ဗျာဟုတ်ကဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျ